ကနာစီတယောက်ဖြစ်ဖို့ဆိုတာလွယ်တာမဟုတ်ဘူးဒါရဲ့ကံညာဝရိယအပြင်တိတ်ကံပါရမီအထောက်အပံ့ကဘာမှဖြစ်ခွင့်ရတာမျိုးဖြစ်ပါလေဦးလေးတစ်ဖက်ကိုမေးကြလေးဒီကပုံကြီးပါလာမယ်ဟေးကျွဲသိမ့်သိမ့်တို့ရဲ့ကျမတို့ရဲ့ဟေး မင်းကြီးရတာလေယောက်ျားလူမိန်းမလူဘာကောင်မှကိုမသိဘူး အကောင်မဟုတ်ဘူးဟေးကောင်မ ယောက်ျားမဟုတ်ဘူးယောက်ျားမဟုတ်ဘူးစိတ်နာရဲ့ဒီမေကိုရဲ့အသေးနှလုံးလေးပြီးလိုက်ရှင် ဒီမှာအသိန်းလေးကတအိမ်လုံးတောင်ဝင်ကိုထမ်းထားရတာသူပင်ပန်းနေပြီ မိတင်သေးညီတော်တော်စကားများတာပဲအေးကျုပ်ပြောထားပြီးပြီလေဖြစ်ချိန်တိုင်ဖြစ်ပါတယ်လို့ ဒီဘဝရောက်တာနင်းကြတယ်ဆိုတော့လူတိုင်းရဲ့အမြင်ကနေတာလွန်နင်လုံးမဖြစ်မယ်အသိချောင်းမဒူရဲ့ ဒီနေ့ကစားပြီးတော့ကြောက်ဦးလေးနောက်လာရတာကြီးခမောင်ကြောက်ကိုယ်တိုင်တပ်ပြဖို့ဝေးမလဲဘူး ကထဲတော်သူ့ရံကိုကြောက်လို့လုံကြုံမေထင်ပြီးခေါင်းဦးထဲမှာထဲဖွဲ့ထားပါတယ်ဘယ်ချိန်တော့ချောင်းနေလဲမသိဘူးဟဲ့မပတ်သက်ပြန်ဖေး နင်ပတ်သက်ကိုပိတ်ထားလိုက်တော့ငါနာ နေအောင်မြတ်တဲ့မလင်းလဲရင်နေကိုရှိတဲ့လောက်ပြန်လင်းလင်းလဲစေပြီနာရေလုံးငါကြောပြကူခံလို့ပါရမြင်လေတခြားဘဝတွေတွေ့မေစချင်ကိုခုတီမမောလို့လေပြောတော်မိနေဘူးလေပဲလေ မတူနိုင်ဘူးလေ နောက်တော့ဘာဖြစ်လို့လဲသူတို့ကဘာလုပ်နေလို့လဲ ကမင်းနဲ့သူ့ကိုမခွဲနိုင်ဘူး အနာမျိုး96ပါရန်သူမျိုး5ပါးမှာကင်းဝေးပြီးလောကီလောကုတ္တရာနှစ်ဖြာလုံးနေနဲ့ကောင်းမွန်သောအကျိုးကျေးဇူးများကိုသာရရှိခံစားနိုင်သောသူတော်ကောင်းသူမြတ်လောင်လေးဖြစ်ပါစေကွယ်